ကိုကြီးတဲ့တော့မကြည့်နဲ့ ကိုရစားတယ်အလာလေးစားတယ်မမီတွားတွေ့ပြီးပါလား please စားကြလို့ကို cheese တော့ပြီးတယ် သက်စားမလဲ စားတော့စား သက်စားမြန်မာပလာသာအောက်မှာရှိရမြန်မာပလာသာအောက်မှာရှိရဖေဖေတွေ့ထား ဘုန်းကတော့စားလိုက်စား ဟုတ်တယ် တပည့်တော့စားမလား သွားစားမယ် အဲ့တော့အပိတ်လိုက်တော့ပြည့်တော့ ဟာတော်မယ်ရောက်ပြီ ရောက်ပါစီရောမချမီတာလာပါ ကဲ ချမီတာ လာပါ ဘုန်းရောက်နော် ပြင်မာထိုင်မှာထိုင်မှာထိုင်မှာ အပြစ်မထိုင်ပို့လားပြစ်မထိုင် ပြင်မာထိုင် ပြစ် လို့ မထိုင်ရပါတယ်ဟေး မမီဦးမကိုကြီး တော့အေး ဟုတ်လေ ကိုရီးယားမဟုတ်တယ် စားကြင်လို့လား စားကြင်လို့လား စားကြင်လားသမီးလာလိုက်နေရစားကြင်လုံးမယ်ရှင်နေလုံးမယ်ဒီမိသားလေးစားကြင်နေ နောက်တစ်ခုစားအောင်အချင်းဖေဖေတော့ရေးပွဲ ရေးပွဲစားမယူလိုက်ရ ရေးပွဲသားမလား ဒါမယ် ဒါလေးတော့ယူမယ်နော်ညီမ ဒီမှာပေါင်းရှင်းလိုက်မယ်နော် let's go cheese tteokbokki ဟိုင်ဘိုင်ပြီးတော့ကင်စားမယ်နော်သုံးသက်သားစားမယ်နော်ရပြီဒီပါ တိုင်လေးကဘယ်တိုင်းတေးနီးလို့လားမသိဘူးသဲပုံလေးနဲ့လှဆင်တာတွေ့လား ဟုတ်တယ်တော့ကိုကဒီဇိုင်းကပွဲတော်ပေါ်မှာမူတည်ပြီးတော့ဟိုပင်းကပြောင်းတာကွာမိမတို့ဟိုတခါလာတော့ကကြတော့ကြံလားမသိဒီနေ့ကြံကိုလည်းအဲ့လိုလုံးမှာဒီရှိမှကလေးရာရပါရောကြံကြရင်ကြံတင်းတို့ဆိုရင်ဒီဗလတိုင်းနေ့ပြီးွားရင် Chinese New Year လာအဲ့ကြရင် Chinese New Year တင်းပေါ့ဗလတိုင်းဆိုဗလတိုင်းနေ့ဆိုအဲ့လိုမျိုးတွေလုပ်နေရကောင်းတယ်လေအဲ့လူငယ်တွေရောကြိုက်ကလေးတွေရောကြိုက်တယ်လေဟုတ်လားအကေစားတော့ပဲ မိမအကြိုက်နှမ်းရွက် ဟုတ်အကြိုက် ဘယ်အကြိုက်နှမ်းရွက် အခုကလေဆိုင်တွေတော်တော်များများမှာနှမ်းရွက်ကလေအများပစ္စည်းပြတ်တယ်တော်တော်မမလာသေးဘူးကနားနေကြအောင်ဘာ ဒီနဲ့မကင်ချီလေးစားခြင်းလို့ အသားမလာသေးဘူးလို့ကင်ချီလေးတားစားတယ်ကောင်းတယ်စားတယ်ကင်ချီတက်မှရတော့ကင်ချီကိုတဲ့ရေးတွေရောက်လာပြီဆိုဂျူခွန်းနဲ့ရောက်လာတွေ့လားမေပြောထားလို့သမီးစော့ကျင်တယ်လို့ပြောတာလည်းဆိုဂျူခွန်းနဲ့မှာပေးထား ဒီကွက်လေးကြိုက် အေးခွက်လေးလက်ကြိုက်တယ် ဘယ်သူကမရတော့မတဲ့တာတော့မှာလား ပြည့်တော့မယ် ဟိုမတော့တော့လို့နော် ဟုတ်ကဲ့လို့ ဟုတ်တယ်လေဒီမှာကိုရီးယားဘီယာတွေလည်းအစုံရှိရဲနောက်ပြီးတော့ဆိုဂျူးတွေလည်းရတာမျိုးစုံရှိသူတောက်တယ်ဆိုလို့ရှိရင်တော့အကင်လေးစားပြီးတော့ဆိုဂျူးလေးတောက်တော့နေရမိုက်တယ် ကဲလေးကိုမတောက်တော့ဘူးဆိုပေမဲ့တောက်တဲ့လူတွေရှိရင်ဒီမှာဘီယာရောဆိုကျူရောရတယ်ဆိုတာအကင်လေးစားပြီးတော့တောက်ရတော့ကွတ်တိပဲကျွန်တော်တော့မတောက်ဘူးဆိုတော့အတောက်ဖြစ်ဘူးပေါ့နော်အဲ့တော့ဒီအေးလေးပဲတောက်လိုက်မယ် အေးကိုပဲဆိုဂျူးအမှတ်နဲ့တောက်လိုက်ပါလေသမီးတယောက်ကပ်ပြီးလောက်အောင်မယ်နော်ဟုတ်โอเค ဒီမှာတောက်မယ်ဆိုရင်တော့တော်တော်တောက်လို့ကောင်းတဲ့အနေထားပဲเนาะလုံးဝကျူကလည်းမိုက်တယ်ကြည့်ရတာလေ တပည့်ရင်လုံးလိုက် ကိုရီးယားကားထဲမှာလေကမ်မင်းလောက်တာလေလားမလား မေးလို့အောင်မယ်1 2 3ကမ်မေ ပုတ်ကီဒူ ပုတ်ကီတို့မဟုတ်ပါဘူးတော့ပူကြီးပါ ချစ်တူ တဲ့ပါတော့ချစ်စားတော့ ရှိစားလိုက် အေးမေမေဆွဲပြီးလုပ် ဦးလေးစားမယ် ကျုပ်โอเค ရှာမယ်ဝါဟိုရှိ အများကြီးကိုလောက်ပဲရန်ကောင်းလားရန်ကောင်းလားတပ်ပူကြီးစားကြည့်တပ်ပူကြီးကြိုက်တယ်ဟိုကမိုးကျ cheese ကြိုက်တော့ share ပဲနော်ဒီကကလေးလေးတော့စားတပ်ပြီးဆက်လာဆက်ပါပါ ကကြည့်တော့ရိုးလို့ ဝါဒါသမင်းလုံးပစုံဦးလေးနဲ့ဥလေးနဲ့ဆယ်မဥထင်တယ်ရသမီးကအဲ့လိုစားဒီသမင်းကဒီက तू ကဒီလိုနေရတာနေပြီးွားရင်ဒီသမင်းတစ်လုံးကိုအဲ့လိုယူ ပြီးတော့ ဒါပြန်ထားလိုက်မေမေဟိုကထည့်ပေးပစုံတစ်ခုထည့်ပေးတကောင်ထည့်ပေးဟောဒီလိုထည့်မယ်ဝါပစုံအစိမ်းကိုသူတို့ကိုရီးယားလိုနေထားတာပေါ့နော်နေပြီးတော့စား Good ခုညောင်းကောဟုတ်လားသူပစုံလောက်ထားတာလေးလှတယ်လားအနှစ်လေးဟုတ်နော်သူကအတုတ်ကြီးတယ်နော်ဟိုကခောက်ဆွဲဘက်က ဟုတ်တယ်
တော့ချင်းနဲ့လည်းမလို့တမျိုးလေးနော် ဟုတ် အခုစားမှာကတော့ corn cheese ဖြစ်ပါတယ်သူကပြောင်းမှုနဲ့ cheese နဲ့ပါအဲ့ဒါလေးကပူပူနည်းနည်းလေးစားမှာအရန်ကောင်းတာအဲ့လေးစားပြတယ် 我家烤肉给你的 အဲ့ဒါမကြီးမ မိုး ကြီး ကြီးရေးလားမိုးကြီးရေးလားအဲ့ဘယ်လိုလုပ်ပါလဲ 我的都没。 အော်မ ရ ကြီး ပါ မ ရင် ကြီး စားလိုက်ကိုရင်စားလိုက်ကိုဒီကိုကရင်စားလိုက်စားနေနေမေးရတယ် ဖူးရဖူးရ ဘယ်လိုလုပ်နေလဲမတုံးတတာတော့အကင်ရဲ့ signature ပေါ့နော်လောက်ပြနော်ပါရချိုးဆိုနည်းနည်းကြောက်လို့ရတယ်ဟော ပါရရှိုး ဟိုတော့ပါနောက်ဆုံးဒါရစားပြီလား ကပါโอ้ အပြစ်ဘူး နာတယ်လေးလား ဒီတော့မလို့ဒီတော့မလို့ဘာမှမပြစ်ဘူးလို့ဒီတော့လား မကြီးကြည့်နော်ဖေဖေအများကြီးစားမှာနော် 好， နှမ်းရလေးပြည့်ရမှာပါကဲ 那一碗 နှမ်းရကဲစက်သားထဲမယ်ဝတ်သားထဲမယ်ဒါလေး ဒီကနေစားဟိုကနေစားဟိုကနေစား 我没有追满了。 မဟုတ်ဘူး ဖေဖေကြားမှာရှယ်ရှယ်ရှယ် အဲ့ဒါလေးကလေမုံလာအဖြူကိုအခြေဖောက်ထားတဲ့ခါလေးတဲ့ ဟာ ဆက်နေဆက်နေပေါ့ 这个你家厉害。 ညာဝတ်သားအော်ဖေဖေခုနမှုကြံသွားတယ် ပြင်ဒီဝက်သားလေးထည့်မယ်ကဲစားမယ် โอเค ချီယာ မေမေနိုင်ပါပြီမေမေနိုင်ပါပြီ ပုံလေးရရအောင်ဟိုပုံလေးရစားမလေးရပ်ပုံလေး ဓာတ်ပုံလေးချက်လောက်ရိုက်ပြီးပါ လာလိုက်မယ် ကဲဓာတ်ပုံလေးကလည်းလာတယ်သားလို့လည်းပြီးပါပြီကျွန်တော်တို့လည်းပြန်ကြပါတော့မယ် ဒီလိုဒီနေ့လာတဲ့ဆိုင်လေးကတော့မြန်မာပလာဇာမြေကြီးထဲမှာရှိတဲ့ခွန်လေးပိုချာဆွဲကိုရီးယားဆိုင်လေးဖြစ်ပါတယ်ဒီမှာခုလိုမျိုးတွေ့တဲ့အတိုင်းပဲကိုရီးယားစာစစ်စစ်လေးတွေရတဲ့အပြင်ကိုအသားကင်နဲ့ရောဆိုကျူးတွေရောဘီယာတွေရောလောကကိုရီးယားမိတ်စစ်စစ်တွေအများကြီးရှိတဲ့အတွက်လူငယ်တွေရောလူကြီးတွေရောလာပြီး enjoy လုပ်ကြပါ family တွေအတွက်လည်းရမ်းစင်ပြပါတယ် တခုအကြံပေးချင်တာကကျွန်တော်ရဲ့အကြံပေးချက်ပါအပြင်မှာထိုင်မှာအရန်မိုက်ပါတယ်လိန်လေး ဒီတဟူးနဲ့အဲ့ဒါညနေဘက်မှာ အမှန်ညနေပိုင်းမှာလာပေါ့နော်ညနေပိုင်းလာတယ်ဆိုရင်အပြင်မှာထိုင်မှာအရန်မိုက်တယ်ဒါတော့အကြံပေးတာပါ ဒီလိုစားတဲ့ဟာအကုန်လုံးကောင်းပါတယ် recommend ပေးပါတယ်တတ်တာ